အာရခတက်တော်ဤနဲ့စစ်ကောင်စီတို့ဟာလက်ရှိကြောက်ဖြူမျိုးနေမလွတ်ကျွန်းကတရုတ်လျက်စစ်တပ်အားဖြန့်ဖြူးရေးစီမံကိန်းအနီးနားမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေတယ်လို့တင်ရရှိပါတယ်။စစ်ကောင်စီဘက်ကအေးအေးရှိတဲ့နေရာတွေကိုစစ်ကြောင်းတွေတအားထိုးနေပြီးအေးအေးကလည်းကိုနေတဲ့နေရာအနီးနားကိုရောက်လာရင်တိုက်ခိုက်တာတွေရှိတယ်လို့မြေပြင်စီးရေးသတင်းမြစ်တယောက်ကပြောပါတယ်။အခုဆိုရင်မလွတ်ကျွန်းနဲ့တရုတ်တပ်အားဖြန့်ဖြူးရေးစက်ရုံအနီးနားတွေအထိတိုက်ပွဲဖြစ်နေတယ်လို့သူကဆက်ပြောပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီဟာဒရုန်းစက်တက်လေးထူးတွေကိုပုံမှန်အသုံးပြုတိုက်ခိုက်နေပြီးတရုတ်ပိုင်စက်ရုံတွေကိုကာဘာယူပြီးတိုက်နေတာလို့သိရပါတယ်။စစ်ကောင်စီဟာမလွတ်ကျွန်းကြီးရော်ကတရုတ်တပ်အားဖြန့်ဖြူးရေးနဲ့စွန့်ပစ်အပူသုံးစက်ရုံအနီးနားတစ်ဝိုက်မှာမေလ15ရက်နေ့ကနေစပြီးစီမံကိန်းလုံခြုံရေးအတွက်အခြေကုပ်နေရာယူထားတာလို့ဆိုပါတယ်။